အားလုံးပဲမင်္ဂလာပါပုံပါပုံပေါ့နော် education နဲ့ပတ်သက်တဲ့ knowledge sharing လေးလုပ်မပေးပြတာဘလော့တစ်လေးတင်မပေးပြတာပေါ့နော်အတော်ကြာပြီအခုလုပ်နေရဲ့အလုပ်ကြောင့်မလို့ရောပါရပေါ့နော်အမှန်တကယ်တော့လေဘလော့တစ်လေးရိုက်မယ်တင်ပေးမယ်ဆိုပြီးတော့လေစိတ်ကူးရရှိရအလုပ်မအားတာရောအကြောင်းမလို့ရောအလုပ်ပင်ပန်းတာရောအကြောင်းမလို့ရောဘလော့တစ်လေးတွေမရိုက်ဖြစ်တာပဲဖြစ်ပါတယ်အဲအကြောင်းမလို့ဝန်ကဒီဘလော့လေးအတွက်အချိန်တကူတကပေးပြီးတော့ sharing လေးလာလုပ်ပေးတာပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးကတော့ education နဲ့ပတ်သက်တဲ့ knowledge sharing လေးတော့မဟုတ်ဘူးပေါ့နော် Anyway, it is time to tell you guys I always want to share. Sometimes in life we do mistakes, right? Like classroom, school, work, maybe anywhere. To give you an idea, when you bake a cake, you need flour, milk, sugar, egg. If you want vanilla, you have to put vanilla flavor. If you want chocolate, you have to put chocolate flavor. Following this, you mix all ingredients and bake in the oven. After that, you got a cake and you taste. Oh my god. It is like a rod, so hard, you can't eat. That's why you have to throw it. The reason is that you put too much flour when you made a cake. Next time, when you bake a cake, are you still going to do like this? No. Why would you do like this, right? The solution is that you don't need to afraid doing mistake, but you have to afraid. You don't know the truth. Keep in your mind a person who does mistake that doesn't call stupid. On the other hand, a person who does the same mistake again and again, that's called stupid and foolish. The point is that we have to take lesson from every mistake. ဒါကတော့ဝန်ဒီနေ့ sharing လုပ်ပေးခြင်းနဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဝန်တို့ပေါ့နော်ဘဝမှာအမားတွေလုံးမိကောင်လုံးမိနိုင်ပါလိမ့်မယ်။အဲ့ဒီအမားတွေလုံးမိမှာမကြောက်ပါနဲ့။အဲ့ဒီအမားတွေကနေတဆင့်ဝန်တို့တွေကပေါ့နော်သင်ခန်းစာယူကြရပါမယ်။ဒါကတော့ဝန်ဒီနေ့ sharing လုပ်ပေးခြင်းနဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒီအကြောင်းအရာလေးနဲ့ပတ်သက်တဲ့သချင်းလေးကိုဝန်ကဆိုပြရင်းနဲ့ဒီ sharing လောက်တာလေးကိုအဆုံးသတ်လိုက်ပါမယ်နည်းနည်းပေါ့နော်စိတ်လို့ရရင်စကားမပီတာဖြစ်သွားတော့ရှေ့ဘလော်တွေမှာတော့တွေ့ဘူးမှာပါပြီးတော့လေဝန်တစ်ခုလောက် request လုပ်ထားခြင်းပါတယ်ဝန်ကအခုမှ English speaking အဆင့်ကိုပြောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အတန်အတွက်ဒီမပီတာအတန်အတွက်နားထောင်မကောင်းတာလေးရှိသွားရင်သိခံပြီးတော့နားထောင်ပြပါလို့ဝန်ကကြိုတင်ပြီးတော့မေတ္တာရက်ခံထားပါတယ်အဲဆိုရင်ဝန်သချင်းလေးဆိုပြလိုက်တော့မယ်နော် Let's get start Oh 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 I messaged tonight I lost another fight I still matter but I want to start again I keep falling down, I keep on hitting the ground. I only get us not to see what is next. But don't just fly, they fall down and get up. Nobody left without getting around. I won't give up, no I won't give in till I reach the end, then I start again. No I won't leave, I wanna try everything, I wanna try even though I give first. Oh 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 oh, try everything. Oh 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 oh, try everything.
အခုလောက်ဆိုရင်ဝုံဆိုပြရဲ့တချင်းလေးကိုရောအဲ့ဒီဇက်ကားအဲ့ဒီကတုံးကားလေးရဲ့နာမည်ကိုရောကတုံးကားကြိုက်တဲ့သူတွေတော်တော်များများသိမယ်လို့တော့ဝုံကထင်တယ်အဲ့ဆိုရင်ဝုံဒီ sharing လုပ်တာလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နောက် vlog တွေမှာဝုံတို့ပြန်တွေ့ကြပါမယ် bye bye catch you later guys